네, 여러분 안녕하세요. 디네가 캔니에만ဒီအခန်း9ကိုရောက်သွားပြီပေါ့နော်။ဒါတော့အခန်း9ကတော့ရှေ့အခန်းနေလိုမျိုးဒီ grammar အော်ဝီတွေလို့တည်တက်ညီးတင်စရာတော့မရှိဘူးပေါ့နော်။ဒီရှေ့အခန်းတွေကိုရမရဆိုရင်ပြန်လည်စီစစ်တဲ့ပုံစံမျိုးပဲနော်။အဲ့တော့ဂျုံလေးဟဲပို့ကြရော။နံပါတ်1ကဘာတွင်မှုရောစစ်ဖတ်ရှိတာအတန်အတွက်ကိုလေ့ကျင့်ကြရအောင်။အဲ့တော့ဒါလေးကတော့ဖက်ကြည့်အောင်ပါပဲနော်။အဲ့ဒါဆိုဒါလေးတွေကြော်ပြီနော်။ပြီးရင်နောက်တစ်ခုဤဘောင်းကျတော့ကားဝါနာရေစောစွာခါနဲ့နာနေမှဒန်တော်တို့စကလုံးကိုဟာနာရှိကိုလာတစ်ခုချင်းစီရွေးချယ်ပြီးတော့မွန်ကြံကိုမန်တရှိဖြူစာကြောင်းပြုလုပ်ပါအဲ့မှာဆိုခါထဲမှာဆိုကရအကန်လုံးတို့ပြီးရင်ကိုချူချန်ငရုံနှစ်ဂီရမ်စီမူးဆိုတာရေဘူးဆိုတာမီခါဆိုတာဓာတ်ပေါ့နော်ပြီးနာမှာကျတော့ဂုပတာဆိုကင်သည်ကုလီတာဆိုစူအောင်တဲသည်ပြီးဒန်တာဆိုရင်ထဲ့သည်ပေါ့နော် ပြီးဗုဒ္ဓါကြော်သည်ဘီဘီတာနယ်သည်စောတာလှီးသည်အဲ့ဒါလေးတွေကိုမှကွာတစ်ခုချင်းစီရွေးပြီးတော့စာကြောင်းလေးတွေစောက်ပြီးတော့အဲ့မှာဥပမာဆိုတော့ခါထဲမှာဆို grid ကိုရွေးပြထားတယ်ပြီးရင်နာမှာဆို dam တာကိုရွေးထားတယ်ပြီးအဲ့ဒါအဲ့နှစ်ခုပါအောင်ဝါကြောက်ဖွဲ့တဲ့ပုံစံလေးပါနော်အဲ့တော့ဘူကီက grid ရဲ့ပကံထဲမှာဘာဘူးထမင်းကိုဂျိုကွတ်မန်ဓမ္မကျူစေရောနည်းနည်းလောက်ပဲထည့်ပေးပါပကံထဲကိုထမင်းနည်းနည်းပဲထည့်ပေးပါအဲ့လိုဒမ်တာလည်းထည့်တည်ပဲဒါပေမဲ့သူကနည်းနည်းတိတ်ပြီးတော့ထည့်တဲ့ပုံစံမျိုးကိုရီးယားမှာပကံလုံးလေးလည်းထမင်းစားရလေနော်အဲ့ဟာလေးတွေကထမင်းလေးတွေတိတ်တိတ်ပြီးထည့်တာမျိုးဆိုရင်ဒမ်တာလို့သုံးတယ်ပေါ့နော်ပြီးနောက်တစ်ခုကိုချူချမ်းပေါ့နော်အယုံနှစ်နဲ့ကိုကတော့ကိုကြိုက်တာရေးကြည့်ပါနော်ချက်ကမှညစားမပေါ်ဘူးလို့ကိုချူချမ်းနဲ့ဘီဘီတာနဲ့ကိုသုံးကြည့်မယ်ပေါ့နော်အဲ့တော့ဘာပဲပေါ့ထမင်းလေးကိုကိုချူချမ်းကိုနော်အော်စောငရုတ်နှစ်ကိုထည့်ပြီးတော့ဘီမြောနှဲစားမယ်ဆိုရင်နှဲရင်ပေါ့နော်မရှိစော်ရတာရှိတယ်ပေါ့နော်ကိုရီးယားရဲ့ဘီဘင်းဘထမင်းတော့ကိုချူချမ်းထည့်ပြီးတော့နှဲထားမယ်နော်အဲ့တော့ဘာပဲကိုချူချမ်းကိုနော်အော်စောဘီမြောမရှိစော်ရအဲ့ဒါဆိုနောက်တစ်ခုကကြတော့ဂီရမ်စီစီနဲ့ဘာဖြစ်မလဲဘာလို့သုံးလဲဆိုတော့ဘုတ်တာကြော်တီကိုသုံးပြမယ်ပေါ့နော်ဖရိုင်ဖန်နဲ့ပေါ့နဲခဏလေးနော်pride ဖန်အောင်မကြော်မလုပ်တော့နော်အဲ့တော့ရာချေပါဒီဟင်းသီးရနဲ့ကိုကီတို့အသားကိုကီရဲမလို့စီဖြင့်ဟိုကားကိုကြော်တယ်ပေါ့ဒါမှနော်ကိုကတော့ကိုကြိုက်တယ်လို့ဆက်တဲ့စောက်ကြည့်နော်ပြီးတော့တော့ကမူကရေအဲ့ဒါရေနဲ့ပါနေတွဲမယ်ကလီတာစွအောင်တယ်ပေါ့နော်အဲ့တော့ 커피 도 마시고 싶어서 커피 덕질로 네, 물을 예고 끓였어요. 수왕대게래.အဲ့ဒါ ရေနွေးတေခဲ့တယ်လို့ ပြောချင်တာ ပေါ့နော် 커피를 마시고 싶어서 물을 끓였어요. ပြီးနောက်တစ်ခုကဘူးကမီးနဲ့ဗာနဲ့တွဲမလဲကုတ်တာကင်သေးပေါ့နော်အဲ့တော့ရှေ့က sentence လေးပြန်သုံးလို့ရတယ်생선은ငါးကို물에 미마 구워서 깻미러 먹었어요. 싸게 말해보나? 생선을 물에 구워서 먹었어요. 나오 미네 깻미러 싸게. 이 나라쿠가 칼가 다우야. 이 썰다 리래. 그래서 고기를 따고 칼로 다핀 얇게 발라서 빠빨리리 썰어요. 리래. 해봐나? ကိုကီတို့ခါလိုရပ်ကဲစော်တော့ရအဲ့တော့ဒါတော့ဒီတိုင်းလေးစောက်ပြပါဘောနော်ကိုကလည်းကိုစင်ပြီးတယ်လို့စာကြောင်းလေးစောက်ကြည့်ပါနော်အဲ့ဒါဆိုတော့တက်ဆက်သွားမယ်နော်နောက်တစ်ခုကဒေဝရုမန်တစ်ရှစ်ဖြူစကားပြောကိုပြုလုပ်ပါအဲ့မှာဆိုရင်ဘယ်လိုစကားပြောပြုလုပ်ရမလဲဆိုတော့အောက်မှာဘူကီပေးထားတယ်အောက်ကအတိုင်းလေးကိုကွက်လက်မှာဒီဘူကီလေးကိုကိုကားပြီးတော့ကိုပြောချင်တာလေးစားသွင်းပြီးတော့ပြောချင်နော်အဲ့တော့ဘူကီပဲဖက်ပြသွားမယ်ပေါ့နော်အဲ့တော့ကာဆမ်ကေထန်ကိုမောကောဘူအတ်ဆောယမောကောပူအဆော်လို့သုံးလို့ရတယ်အဲ့နှစ်ခုပေါင်းပြီးတော့မောကောပွားဆော်ဆိုလည်းရရနော်ဒါကမူရင်းပုံစံပြီးတော့မြန်မြန်ဆိုလိုက်ရင်းနဲ့ပွားဆော်လို့ဖြစ်တာပေါ့နော်အဲ့တော့ဆမ်ကေထန်ကိုမောကောပွားဆော်ဆမ်ကေထန်စားဘူးလားအာနီယို
쌈게탕을 먹어보지 못했어요. 해, 싸부바우, 뭐. 저는 저는 지난 여름에 비계의 누아이런가 먹은 적이 있어요. 사부래요. 어떠세요? 물론 이렇게 내서 좀 뜨거웠는데 내내 우케뱀에 맛이 있었어요. 그야 다 시계 말해. 그러면은 엘로 보자 뮬리 사드 미벼요. 뭐나 바우 사부래 뭐 다소 비해 사부부 저는 ဒီဘယ်ချိန်တော့စားဘူးတယ်ပေါ့ဘယ်လိုလဲဆိုအဲ့ရတာလေးကိုပြောလိုက်ရုံပဲနော်အဲ့လိုဟာလေးတွေစားသွင်းပြီးပြောချင်နော်ပြီးနောက်တစ်ခုကကြတော့နောက်တစ်ခုပို့ခဲ့ရတယ်ဒီမှာ교실에서통화를해도돼요စာသင်ခန်းထဲမှာဖုန်းပြောလို့ရလား아니요 교실에서 통화를 하면 안 돼요ဟင်စာသင်ခန်းထဲမှာဖုန်းပြောလို့မရပါဘူး그럼ဒါဆိုရင်어떻게 전화를 받아야 해요ဘယ်လိုလုပ်ပြီးတော့ဖုန်းကိုကိုင်ရမှာလဲ 밖에 나와서 받아야 해요. အပြင်ကိုထွက်လာပြီးတော့ကိုင်ရပါမယ်. စာသင်ခန်းထဲမှာတော့ဖုန်းပြောလို့မရဘူး. ဖုန်းကိုင်ခြင်းအပြင်ထွက်ပြောရမယ်ပေါ့နော်. အဲ့တော့ အာအိုရောတို့တွေ့တာနဲ့อึ့မြောင်မြောင်အန်တွေ့တာကိုသုံးထားတဲ့ speaking လေးပေါ့နော်. အဲ့တော့အဲ့ဒါလေးကိုလည်းကိုယ်ကြိုက်တဲ့အကြောင်းအရာလေးပေါ်မှာမူတည်ပြီးတော့ပြောချင်နော်. 3번은 친구 집에 가면 무엇을 제일 먼저 해요? 친구 집에 가면 땡해진 인우도아인 무엇을 제일 먼저 해요? 바로 인성 러울래. 우선 부모님께 인사부터 해요. 인성 네 미바리고 땡해진 미바리고 넉세다고 이젠 러대. 땡해진 미바리고 이젠 넉세대 လို့ပြောချင်တာပေါ့နော်. အဲဘူထောကိုသုံးပြီးတော့ ဒီချက်လို့ဒါ speaker လေးပြောရမှာပေါ့နော်. ဒါလေးလည်းလုပ်ကြည့်နော်.ပြီးနောက်တစ်ခုက 이야기 해봅시다.စကားပြောကြည့်အောင်ဆိုရင် 내가 먹은 적이 있는 사, ငါစားဘူးတဲ့ 인상적인 사, လုံးဝမှတ်မှတ်ထင်ထင်ဖြစ်နေတဲ့ 음식, 사사, လုံးဝတစ်ခါစားဘူးပြီးတော့အဲ့ဒါကိုလုံးဝစိတ်ထဲမှာအရန်မှတ်မှတ်ထင်ထင်ဖြစ်နေတာမျိုးဆိုရင် 인상적이다 လို့သုံးတယ်ပေါ့နော်. ဇာကားတွေဆိုတဲ့အတိုင်းပဲအဲ့ဇာကာကိုကြည့်ပြီးတော့လုံးဝအရန်ကိုခုထီကိုမှတ်ရနေမှတ်မှတ်ထင်ထင်ဖြစ်နေတဲ့ဇာတ်ဝင်ကန်လေးရှိတယ်. အဲ့လိုမျိုးတွေဆိုလဲ 인상적이다 ပဲနော်. အဲ့တော့음식 이름စားတော့နာမည်ရေးမယ်ပြီးရင်먹은 데에서စားခဲ့တဲ့အချိန် ဘယ်တော့စားခဲ့တာလဲရေးမယ်ပေါ့နော်. ပြီးရင် 먹은 곳စားခဲ့တဲ့နေရာ ဘယ်နေရာမှာစားခဲ့တာလဲရေးမယ်. 같이 먹은 사람အတူတူ စားခဲ့တဲ့သူရေးမယ်. 인상적인 이유လုံးဝကိုမက်မက်ထင်ထင်ဖြစ်နေခဲ့ရတဲ့အကြောင်းပြချက်ကိုရေးမယ်. အဲ့တော့ဒီချက်လေးတွေကိုသုံးပြီးတော့ writing ရေးခိုင်းတာ. writing လေးလည်းရေးကြည့်ပေါ့နော်. ဒါလေးပါအတက်နိုင်ဆိုရေးနိုင်တဲ့လောက်လေးရေးမယ်. ရေးပြီးလို့ရှိရင် speaking လေးလည်းပြောကြည့်ပါနော်. 제가 타레바 쌈게탕을 먹은 적이 있어요. 비 배치야 사케알레서 뒤에 먹은데 사케레 체인술레과 지난주에 먹었어요. 비게레 빼도안 사케라가 아비 사케레 니아술레 배치마 베니아마 사케바레요너. 알레 speaking လေးပြောတတ်အောင်လဲ လေ့ကျင့်နော်. ပြီး writing ကိုလည်းဒါဒီချက်လေးတွေပါအောင်သုံးပြီးတော့ရေးကြည့်ပါနော်. 네, အဲ့ဒါဆိုရင် 한국의 잼맛, 네, 코리아의 잼맛, 안내야라를 별로야거나 잼소라 누가 바우벼진 안에서 디 고추장, 애용내도, 간장, 안비아이로, 비에 나르고 마시리래, 된장로, 뱅에비로, 레나, 베비세 안내도, 에라리오, 총비어, 공롱, 잼만, 콜레라, 디 에리, 고추장로, 된장로, 디 간장로, 거나, 에리 야다리, 뚜루의 야다리오, 잼만, 거나, 코리아의မြန်မာလို စီလျောင်ပြည့်ခြင်းတော့အနှစ်ရတာလို့လည်းပြောလို့ရပါနော်. 저는 한국에 와서 저는 코리아에 연락비로 여러 가지 한국 음식을 몇몇더 코리아 사사리고 먹어봤어요. 사부바래. 한국 음식에는 코리아 사닭들마로 된장, 디베비세, 뱅에비 엔니디에 고추장, 애용니에 간장, 안비아이리가 많이 들어가요. 많이 빠오마래. 코리아 사사리 첩벽에 가수에 뭐너 코리아 사사리 맛에 된장로 고추장로 간장이야 많이 빠오네. 그래서 나장 저는 장에서 에리 된장 고추장 간장이 벼나 에이 장고 언니들고 관심이 생겼어요. 세원사해봐래. 한국의 장은 코리아의 디 장이야 언니들이야 뭐나 좀 특별한 것 같아요. 내내로 투자일로 테마래. 저는 지난주에 미겔의 배도와 한국 친구의 코리아 땡에지의 할머니 댁에서 파 앵구 대알레 에이메너 အဖွားဖြစ်တဲ့တော့ကိုယ့်ထက်အသက်အများကြီးကြီးတဲ့လူမလို့ပို့လိုက်ဖောင်တုံးထားတယ်ပုံမှန်ကတော့ကြီးဘလို့တုံးတယ်ပေါ့နော်ဒါပေမဲ့ပို့လိုက်ဖောင်အိမ်ရဲ့ပို့လိုက်ဖောင်တဲ့နော်အဲ့တော့အဖွားရဲ့အိမ်ကိုနိုလောကဆယ်ဆိုတာလဲသွားခဲ့ပါတယ်
할머니 댁 마당에는 디 아빠의 창원의 말어 이상한 투산의 큰 그릇들이 찌레 바갈로니를 있었어요. 신이 개발. 뒷봉에 다니거나 야말로서 쓴 올리 거마거나 누가 못 되거나 아빠의 창원의 말소에는 투산의 디 바갈로 찌레 시계 발에 친구는 등해진가로 그것이 에라가 잔독이라고 했어요. 잔도로 ပြောခဲ့ပါတယ်잔도ဆိုတာဒီခန်းကျန်းနေထည့်ထားတဲ့အိုးတို့ကိုချူကျန်းထည့်ထားတဲ့အိုးခန်းကျန်းနေထည့်ထားတဲ့အိုးပေါ့နော်အဲ့ဒါတွေကိုအဲ့ဟာတွေထည့်ဖို့အတွက်သုံးတဲ့အိုးကို잔도လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ잔도 안에는ဒီ잔도ထဲမှာတော့ခန်းကျန်းဒီပဲငယ်ပြီးနှစ်တွေကိုချူကျန်းငရုတ်နှစ်တွေခန်းကျန်းကြီး있었어요ငံပြားရည်တို့ရှိခဲ့ပါတယ် 할머니께서는 아빠가로 된장, 고추장, 간장에 이 된장, 고추장, 간장에 좋은 점을 꺼내 차리고 설명해 주셨어요. 신비한 개발에. 에 봐서 먹니리야 간장 한 비야 디마 고추장 ngayup 언니လောကngayupတီးကိုအမုံတွေကိုအနှစ်ဖြစ်အောင်ထိလှုပ်ထားပါတော့ပြီးဒွမ်းကြံလည်းတိုင်းပဲပဲငယ်ပြီးကိုလောကအနှစ်ဖြစ်အောင်ထိဒီလိုမျိုးတိတ်ထားတာမျိုးကြီးဆိုရင်고추장ဒွမ်းကြံ간장ရပါနော်ပြီးသူတို့ကိုထည့်ဖို့အတွက်အသုံးပြုတဲ့အိုးကိုဂျန်တို့လို့ခေါ်တယ်ပေါ့နော်အဲဒါဆိုဟိုဘက်မှာဒွမ်းကျန်းဒီဒွမ်းကျန်းကတော့ပဲငယ်ပြီးအနှစ်ကတော့ခုံးกว่าပဲနဲ့소금으로စားဖြင့်만들어요ပြုလုပ်ပါတယ်ဒွမ်းကျန်းကတော့생선이나 나 다맘호인 고기의 아따의 나쁜 냄새를 막아내 안내고 없애주고 폐사비비러 음식 맛을 싸다에 야라고 부드럽게 해줘요. 누냐လုပ်ပေးပါတယ် 고추장은 고추장으로 콩과 빼내 찹쌀가루와高粘산 안먹내 고춧가루로 매우디 안먹는 피 만들어요. 불러말해. 고추장에는 매우 언니 마가로 여러 가지 재료가 묘묘도 빠원 비시리가 들어가서 빠원의 래장 구수한 맛 구수하라도 아무이자인 두 개 까먹나 벼잖아. 에라 구수한 맛은 အမွှေးကြိုင်တဲ့အရာဒါအမွှေးကြိုင်ထူးခဲ့တဲ့အရာဒါမဲဝမ်းမှဆက်တဲ့အရာဒါတွေကချီ있어요အတူတူပါဝင်ပါတယ် 고추장이 들어가는 음식이 많아요. 고추장이 등에요 들어가는 바원의 음식이 많아요. 사다우리야များပါတယ်. 코리아မှာဆိုရင် 고추장 어떤ပြုထားတဲ့ 사다우리야များတယ်လို့ ပြောချင်တာပေါ့နော်. 간장가로 콩과 빼내 소금과 사내 무로 만들어요. 예핀 율로다방. 한국 사람들은 코리아 류요리 가로 구구 끓일 때 디히요 때에 가마 보통 보면 간장으로 남자이 간을 맞춰요. 아빠나요 챙사바래. 된장, 고추장, 간장은 이 된장, 고추장, 간장이 가로 모두 알론가 발리오 식품이에요. 침파우 사사리 피바리. 그래서 다자 오랫동안 챙더더자 맛이 야다가 변하지 않고 병рем도 하베네 건강에도 아주 좋아요. 자마이 되래 이양오 까마리. 야바나? 빈 나바디카 여러분 나라에는 한국의 된장, 고추장, 간장과 비슷한 것이 있습니까? 여러분은 나이가 말어 코리아의 된장, 고추장, 간장 로묘 신두레야 시라거나 이나바니가 건강에 좋은 음식은 무엇입니까? 자마이를 가운데서 다우리야 발레. 다리리야 세원라인 피지거나 네, 아소인 피다이거나 안녕하세요. 디니아로 딜라베나 너네만 변피면은 오늘은 여기까지입니다. 우리 다음에 만나요. 감사합니다. 수고하셨습니다.